မနေ့ကကျွန်တော်တို့ဗမာပြည်ကလေရင်စိုက်လာတယ်9:45မိနစ်မှာမဲဝုံAirport ကိုပေါ့နော်အဲ့တော့ကျွန်တော်ဒီသတင်းကြားချင်းကျွန်တော်တို့မဲဝုံ Airport ကိုဒီက activity တွေတွားကြတယ်ဒီကြားတဲ့သတင်းကတော့ Main Online ရဲ့တာဖွင့်ထားတဲ့ Main Online ပိုင်းဒီကန်တာယာဆေးရုံပေါ့နော်အဲ့ဆေးရုံမှာ run မဲ့မဲဝုံက2ယောက်ဒေါက်တာ2ယောက်အဲ့ဒီ2ယောက်ကကိုလာခေါ်တယ်ဆိုတဲ့သတင်းတွေထွက်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီနှစ်ခု2ယောက်တည်းကိုလာခေါ်တာလည်းဖြစ်နိုင်တယ်ကြံတဲ့သူတို့ဒီစေပစ္စည်းတွေတည်သွားတာလည်းဖြစ်နိုင်တယ်ကြံတဲ့သူတို့ရဲ့လူတွေကို military ထောက်ခံတဲ့လူတွေဒီမှာကိုစောင်းလိုက်လုံနေလို့ danger ဖြစ်နေတဲ့သူတို့အတွက်လုံခြုံမှုမရှိဘူးလို့ယူဆရတဲ့ဒီလူတွေလည်းဒီလေရင်နဲ့ပြန်ကောင်းပြန်သွားကြမယ်လို့ကျွန်တော်တို့တော့ယူဆသုံးသပ်ပါတယ်ခင်ဗျတော့ကျွန်တော်တို့ပထမသတင်းရတာကဒီမဲဘုံမှာရှိတဲ့ဒေါက်တာ2ယောက်အဲ့ဒီဒေါက်တာ2ယောက်ကမင်းအွန်လိုင်းပိုင်နဲ့ကန်တာယာဆေးရုံမှာသူတို့ကဒီဟာကိုတာဝန်ယူပြီးတော့ဒီ operate လုပ်နေတဲ့တာဝန်ရှိ2ယောက်ဖြစ်တယ်ဆိုတဲ့သတင်းကြားတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ဒီပြုလို့မရဘူးကျွန်တော်တို့တင်ထားတဲ့ post မှာသူတို့ကိုယ်တိုင်လာပြီးတော့command ရေးထားတာတွေ့ရတယ်သူတို့ကစစ်အုပ်စုနဲ့ပတ်သက်ခြင်းမရှိပါဘူးဒီကန်တာရာဒီမင်းအောင်လိုက်ပိုင်းနဲ့ဟာနဲ့မရှိပါဘူးလို့တော့ command လာရေးထားတယ်ပြီးတော့ကျွန်တော်တို့တလင်းလာနေကကျွန်တော်တို့ဆန္ဒပြတာဒီမှာဆန္ဒပြတော့ဒေါ်အောင်ဆန်းစုကြည်ပုံကိုကင်ပြီးတော့ဒီနားမှာရပ်ပြီးတော့သူကိုယ်တိုင်လာပြီးတော့ဆန္ဒပြသွားတဲ့အချိန်မှာပါသွားတယ်ကျွန်တော်တို့ဗီဒီယိုတွေထဲမှာကြည့်ရတယ်ဆိုတော့လေရင်စိုက်လာတာတော့ဟုတ်တယ်ဘာကိစ္စစိုက်လဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ find out လုပ်နေတယ်ဒီနေ့မှာကျန်တဲ့ကျွန်တော်တို့တက်ကြွတဲ့မဲဘုံက activity လေရင်ကွင်းကိုသွားနေတယ်ဆက်လက် find out လုပ်နေတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့သတင်းကျွန်တော်တို့ဖတ်ရရင်ကျွန်တော်တို့မီဒီယာတွေကနေလည်းဆက်ပေါ်ပြမယ်ဘာကိုကျွန်တော်တို့အဓိကပြောချင်လဲဆိုတော့ဘယ်လိုကိစ္စနဲ့ပဲဒီလေရင်ရောက်ဒီနေ့ဒီအချိန်မှာစစ်အုပ်စုမတရားအုပ်ချုပ်ပြီးတော့မတရားအာဏာလုထားတဲ့အချိန်မှာရောက်လာတဲ့ဒီလေရင်ကတော့စစ်အုပ်စုနဲ့ဆက်နွယ်မယ် plan တစ်ခုရှိလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်အဲ့ဒါကိုကျွန်တော်တို့ find out လုပ်မယ်မဲဘုံသားတွေမညံ့ဘူးဆိုတာကိုပြမယ်မဲဘုံမှာဒီလိုလာလုပ်လို့မရဘူးဆိုတာကိုပြမယ်အဲ့ဒါပဲဒီဟာနဲ့တစ်ဆက်ဆဲပဲတော့ကျွန်တော်တို့နောက်ထပ် confirm လုပ်လို့မရတဲ့သတင်းတွေကျွန်တော်တို့ရထားတာတွေကဒီလေရင်နဲ့ပြန်သွားမဲ့လူတွေရှိတယ်အဲ့ဒီသူတို့ရဲ့အပေါင်းပါတွေအရေးကြီးတဲ့ပုံကိုယ်တွေဒီလေရင်နဲ့ပါသွားမယ်လို့ကျွန်တော်တို့ယူဆရတယ်အဲ့ဒီအတွက်ကျွန်တော်တို့တန်တိုင်းများသူတို့တားမယ် police တွေ authority တွေအစိုးရတွေနဲ့ကျွန်တော်တို့ဆက်သွယ်ပြီးတော့ကျွန်တော်တို့တင်ပြနေတယ်ညှိနှိုင်းနေတယ် Australia ရဲ့ကျွန်တော်ဒေါ်ဆန်းစုကြည်ရဲ့ advisor ရှောင်းကိုသူတို့ထမ်းထားတယ်ဒီလူတွေဒီ Australia နယ်မှာဒီလိုရောက်ချင်တိုင်းလာလို့မရဘူးဆိုတာကိုကျွန်တော်တို့ညီညွတ်နဲ့ဝိုင်းပြီးတော့တတ်နိုင်တဲ့ဘက်ကနေဝိုင်းကြိုးစားကြဖို့လိုတယ်စစ်အာဏာရှင်တွေစစ်အုပ်စုတွေကိုတောက်တိုင်ပြုနေတဲ့ဘယ်သူမဆိုကိုကျွန်တော်တို့တွေတင်းတင်းထန်ထန်ရှုတ်ချတယ်ဆန့်ကျင်မယ်ဒီလူတွေကိုကျွန်တော်တို့တွေဘယ်လိုမှဒီနေ့ကစပြီးတော့နောက်အနာဂတ်မြန်မာနိုင်ငံရေးမှာရှင်ကြားစီရေးလဲကျွန်တော်တို့မလုပ်ချင်ဘူးအပြတ်ပဲပြည်သူနဲ့တိုင်းရင်းသားတွေကပဲကျွန်တော်တို့နိုင်ငံကိုစစ်မှန်တဲ့ Federal Democracy နိုင်ငံတော်ကိုတည်ဆောက်ကြမယ်စစ်အာဏာရှင်ကိုထောက်ပံ့နေတဲ့လူတွေတော့လက်မခံဘူးအဲ့ဒါကြပဲကျွန်တော်တို့မဲဘုံမှာဒါမျိုးလာလို့တော့ဒါမျိုးဖြစ်တာကိုအတက်နိုင်ဆုံးဝိုင်းပြီးတော့ကြိုးစားကာဝယ်ကြမယ်ကျွန်တော်တို့ရဲ့ဒီလိုတက်နိုင်မှာလုပ်နေရဆိုတာကလည်းဒီနေ့ဒီအခမ်းအနားဒီကနေပြီးတော့မြန်မာပြည်ထဲမှာရှိနေတဲ့ပြည်သူတွေကိုကျွန်တော်တို့တွေအားပေးလိုက်တယ်မြန်မာပြည်ထဲမှာရှိနေတဲ့ပြည်သူတွေငါတို့တွေဒီမှာအကုန်လုံးမဲဘုံမှာရှိတဲ့ community တွေအကုန်ရက်တည်နေတယ်
ဖြစ်နိုင်တဲ့နည်းနဲ့ရှိတယ်ဆိုတော့ဆန္ဒလက်ဆိုင်ပေးလိုက်ပါတယ်ဘုံကစေးပစ္စည်းတွေ supply လုပ်တဲ့ဒီကုမ္ပဏီကအဲ့ဒါဒေါက်တာဆန်းဆန်းကြီး chairman ဥက္ကာ TV နောက်တစ်ယောက်ကဒေါက်တာထေဝင်း managing director ဥက္ကာ TV company limited သူတို့ကတော့ဒီမှာမတက်ရက်ပြီးတော့ဆန္ဒလာပြသွားတယ်ကလင်းလာနေကကျွန်တော်တို့တင်ထားတဲ့ပို့ဆောင်မှာကွန်မန်းလာရေးထားတယ်သူတို့ကစစ်အုပ်စုနဲ့ပတ်သက်ခြင်းမရှိပါဘူးရိုးရိုးစီးပွားရေးကုမ္ပဏီလို့ပဲပြောတယ်ဒါပေမဲ့ဒီစစ်အာဏာရှင်မင်းအောင်နိုင်တဲ့အုပ်စုဒီအာဏာကိုမတရားရယူထားတဲ့ဒီလိုအချိန်မှာဒီထဲမှာရှိတဲ့ဒေါက်တာတွေနတ်တွေအကုန်လုံးက CDM မှာကျွန်တော်တို့ပါဝင်ပြီးတော့သူတို့ရဲ့အားကိုပြနေတဲ့အချိန်မှာဒီလူတွေကဒီ military ထောက်ခံရဖြစ်တဲ့ဒီ supply လိုအပ်နေတဲ့ဒီစေဝါတွေကိုလေရင်တစ်စီးလုံးအစီအစဉ်နဲ့စီးလုံးဒီကိုရောက်လာတယ်ဆိုတာတိတ်တေသလောက်ရှိတယ်ဒါကျွန်တော်တို့ military support လူတွေပဲဒီလောက်ဒီလူကိုရက်ဆက်ပြီးနေတပ်ဖြတ်နေတဲ့ဒီစစ်အုပ်စုကိုထောက်ပံ့နေတဲ့ဒီဥပ္ပကာတီရီဒေါက်တာဝင်းသေးတဲ့ managing director ဒေါက်တာဆန်းဆန်းကြီးတို့ကိုကျွန်တော်တို့ကတော့သူတို့ဘလို့ပဲညီညီသူတို့တွေဟန်ဆောင်ပြီးဘလို့ပဲဒီမှာလာရက်ပြီးတော့ကျွန်တော်တို့နဲ့သူဆန္ဒလာပြဒီလောက်အရေးကြီးနေတဲ့အချိန်မှာဒီစစ်အုပ်စုကိုဘယ်လိုနည်းနဲ့မှထောက်ပံ့တယ်support လုပ်မယ်ဒီလိုဖြစ်เสียအကြောင်းတောင်းအောင်လက်မခံနိုင်ဘူးကျွန်တော်တို့ကပြတ်ပြတ်သားသားထောက်ပံ့လို့စန့်ကျင်အရှိန်အောင်